မင်္ဂလာပါရှင်ကျမကမန်နက်ဖစ်နဲ့အနှစ်သာရတွေကိုမျှဝေပေးမယ်တာမန်လူတစ်ယောက်ပါကျမလည်းလူသားတစ်ယောက်ပဲမို့ဘဝမှာကြာရှုံးခဲ့တဲ့အချိန်တွေအားငယ်ပြီးစိတ်ပြက်ခဲ့ရတဲ့နေ့ရက်တွေရှိခဲ့မှုပါတယ်ဒါပေမဲ့ဒါတွေကတာမန်ပြဿနာတွေပဲဆိုတာကိုစာဖတ်ရင်းနဲ့နားလည်လာခဲ့ပါတယ်လူတိုင်းလည်းဒီလိုမျိုးဖြတ်သန်းမှုကြမှာပါဘဝမှာစိတ်ပိုင်းဆိုင်ရာကြက်ခိုင်မှုဆိုတာဘလောက်ပဲချမ်းသာဘယ်ငွေကြီးနဲ့မှဝယ်လို့မရတဲ့အရာတစ်ခုပါဘဝရဲ့အလှိုင်းတစ်ပိုးတွေကိုကြမ်းကြမ်းခံနိုင်ဖို့ဆိုရင်စိတ်သက်ခွန်အားရှိဖို့ကအဓိကပဲမဟုတ်လားစပိုင်းဆိုင်ရာကြက်ခိုင်မှု mental fitness ကိုတော့ဘယ်ငွေကြေးနဲ့မှဝယ်ယူလို့မရနိုင်ပါဘူးကျမလည်းတာမန်လူတစ်ယောက်မို့ကြာရှုံးမှုတယ်စိတ်ပြအားငယ်မှုတယ်ဒါပေမဲ့စာပတ်ချင်းကနေရလာတဲ့အသိပညာတွေကကျမကိုပြန်ပြီးရုံထွက်နိုင်မဲ့ခွန်အားတွေပေးခဲ့ပါတယ်စာအုပ်တွေကရတဲ့အဖို့တန်အသိပညာတွေကိုကျမရဲ့ဒီ channel လေးကတစ်စစ်တငယ်ချင်းမိတ်ဆွေတွေကိုပြန်လဲမျှဝေပေးသွားချင်တာပဲဖြစ်ပါတယ်ဒါကြောင့်ဘဝကိုစိတ်သက်ခွန်အားပြည့်နဲ့အတူတူဖြတ်သန်းခြင်းနဲ့ကျမနဲ့စွမ်းရည် energy ချင်းကိုက်ညီတယ်လို့ခံစားရရဆိုရင်ဒီ channel လေးကို like share နဲ့ follow လုပ်ပြီးကျမတို့ရဲ့ mental fitness မိသားစုတွေကိုဝင်ရောက်ဖို့နှွေးထွေးစာဖိတ်ခေါ်လိုက်ပါတယ်။တင်တကယ်ပဲပျော်ရွှင်နေရဲ့လားဘူပေါင်းလုံး90ရဲ့သင်ခန်းစာကိုနားထောင်ကြည့်ပါ။တချီကျမ်းမာသူတိုင်းရဲ့တူညီတဲ့အချက်တစ်ချက်ကတော့စိတ်ချမ်းသာပျော်ရွှင်စွာနေတတ်ခြင်းပဲဖြစ်ပါတယ်။ထိုစိတ်ချမ်းသာပျော်ရွှင်မှုအစစ်မှန်ဆိုတာငွေကြေးစီးစိမ်ယာရုများကနေမရနိုင်ပါဘူးသူတစ်ပါးကိုပြုံးပြော့အောင်လုပ်ပေးခြင်းကမှသာရရှိနိုင်တာဖြစ်ပါတယ်တခါတော့ကစိတ်ချမ်းသာပျော်ရွှင်မှုနည်းပညာကိုရလိုကြတဲ့လူရောက်90ကိုသူတော်စင်တယောက်ကဟောပြောတင်ပြနေပါတယ်နားထောင်ကြည့်ရအောင်ဟောပြောခမ်းပါတယ်မှာခမရောက်နာမည်ရေးထားတဲ့ဖူပေါင်းပေါင်း90ရှိပါတယ်ကိုယ်နာမည်ပါတဲ့ဖူပေါင်းကိုစနမ်းမိနစ်အတွင်းရှာအောင်ရှာယူခဲ့ကြပါလူရောက်90ဟာခမ်းမာထဲမှာမိမိအမိပါတဲ့ဘူပေါင်းကိုအလူရဲ့အမော်တကောလိုက်ရှာကြရင်ဒေါသတွေဖြစ်ပြီးစိတ်တူနေကြပါတော့တယ်15မိနစ်သာပြည့်သွားတယ်တရားမှမိမိနာမည်ပါတဲ့ဘူပေါင်းကိုမရကြပါဘူးထိုအခါဟောပြောသူကနောက်တနည်းနဲ့ရှာခိုင်းပြန်ပါတယ်ဒီတစ်ခါကျတော့ခုနမဲ့ပါလေပူပါကိုမရှာတော့ပါဘူးသူတစ်ပါးနေပါလေဖူပေါင်းကိုပဲရှာပေးရပါမယ်ခမရောက်တာနဲ့အနည်းဆုံးဘောင်းကိုကောက်ကင်ပါပြီးဖူပေါင်းမှာကြည့်ထားတဲ့နာမည်ကိုအော်ခေါ်လိုက်ပါနာမည်ပိုင်ရှိရောက်လာတာနဲ့ဖူပေါင်းကိုပေးလိုက်ပါအန်ဟောဆရာကောင်းလာပါတယ်ကို့နာမည်ပါတဲ့ဘူပေါင်းကိုမရမကဇွရှာစင်က9မိနစ်ပြည့်တော်လဲကို့နာမည်ပါတဲ့ဘူပေါင်းကိုမရခဲ့ပေမဲ့ယခုကို့နာမည်ပါတဲ့ဘူပေါင်းကိုမရှာပဲသူတစ်ပါးနာမည်ပါတဲ့ဘူပေါင်းကိုရှာပေးလိုက်တဲ့အခါမှာတော့9မိနစ်အတွင်းမှာပဲသူတို့နာမည်ရေးထားတဲ့ဘူပေါင်းတွေကိုအသီးသီးရရှိသွားကြပါတော့တယ်ဒါနဲ့ပတ်သက်ပြီးသူတော်စင်ကကောက်ချက်ချပြပါတယ်လူတွေဟာကြွရှင်မှုကိုရဖို့တဘောအလုံးကြိုးစားအထောက်ကြတယ်ကိုနာမည်ပါတဲ့ဖူပေါင်းကိုအသက်ဟဲ့တန်းရှာတယ်လို့မျိုးပေါ့ဒါပေမဲ့ကြွရှင်မှုကိုမရကြပါဘူးဘာကြောင့်လဲဆိုတော့ကြွရှင်မှုဆိုတာဟိုစီမှာရှိတာမဟုတ်ပဲသူတစ်ပါးစီမှာရှိတာခဏလိုပါပဲဟိုစီကဖူပေါင်းကိုနာမည်ပိုင်ရှိစီအဟော်ဘီလာရေကိုစီလေကိုနာမည်ပါတဲ့ဖူပေါင်းကျောင်းလာပါတယ်ကြွရှင်မှုဆိုတာဒီတိုင်းမှာပဲသူများကိုကြွရှင်မှုပဲကိုစီကိုကြွရှင်မှုဟာတဲလာတာပါပဲ